ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကပြန်မေးခွန်းထုတ်ချင်တာဟုတ်ပြီကျွန်တော်မြန်မာနိုင်ငံကအဖွဲ့အစည်းတွေက NHK ကပေးမီတောင်းမီဘူးလို့ခင်ဗျားတို့ယူဆနေတာဟုတ်ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့လူအဖွဲ့အစည်းတွေဒီပေးမီတောင်းပြီးကြက်မပြေးတဲ့လူအဖွဲ့အစည်းတို့ယူဆနေတာအဲ့လိုတော့မဟုတ်ဘူးနဲ့တူတယ်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ပြောချင်တာဒီလိုယူဆတယ်ဆိုရင်အဲ့ဒီယူဆပထမဆုံးပြင်ပေါ့ဗျာပြင်လို့ပြောချင်တယ်ရွေးကောက်ပွဲသတင်းစာရှင်းလင်းပွဲမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမေးခွန်းမေးတဲ့ဂျပန်သတင်းဌာန NHK ကသတင်းထောက်အမျိုးသမီးကိုစစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကကြိမ်မောင်းပြောဆိုတုံ့ပြန်ခဲ့ပါတယ်။ရန်ကုန်မြို့မြမအတာနဲ့ရုပ်မြင်သံကြားခမ်းမမှာပြီးခဲ့တဲ့ဒီဇင်ဘာလ14ရက်နေ့ကအမျိုးသားအဆင့်အွန်လိုင်းလိမ်လည်မှုအမြင့်ပြတ်နေနေရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာဖြစ်ပွားခဲ့တာပါ။ NHK သတင်းထောက်အမျိုးသမီးဟာစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာလူအဖွဲ့အစည်းကတရားမျှတမှုမရှိဘဲနဲ့အသင်းအကျပ်လုပ်နေရလို့ပြောဆိုတဲ့အပေါ်ဘလို့ထင်လဲဆိုတဲ့မှတ်ချက်တောင်းရမှာဗိုလ်ချုပ်ဇော်မင်းထွန်းကအခုလိုတုံ့ပြန်ပြောဆိုလိုက်တာပါ။ဗမာစစ်ဗိုလ်ချုပ်တွေရဲ့သတင်းနောက်တွေပေါ်အမြင်ဟာသူတို့ရဲ့လက်အောက်ခံသူတို့ပြောတဲ့သူတို့အာဘောရေးပြရမယ်။သတင်းမီဒီယာဆိုတာသူတို့ပြောတဲ့အမှန်တရားကိုပဲထပ်ပြီးတော့အတိမပြုမယ်ဆိုတော့အဲ့လောက်အတိပဲရှိတာလေလွတ်လပ်တဲ့သတင်းမီဒီယာမှာဒါမျိုး cross question မေးပြီးတယ်ဆိုတာသူတို့ရဲ့ credibility ဖြေခွင့်နဲ့သူတို့ရဲ့လောက်ရက်ကို justify လုပ်ခိုင်းတာပါဒီလောက်ရက်ကို block မှန်ကန်ကြောင်းကျွန်တော်ထင်တာတော့သတင်းတော်မေးတာတခုမှမမအောင်ဒါလည်းမေးတဲ့မေးထိုက်တဲ့မေးခွန်းဒါပေမဲ့ဒါကိုဒေါသတကြီးတုံ့ပြန်တဲ့ဆိုတော့စစ်ဗိုလ်ချုပ်တွေရဲ့မီဒီယာပေါ်ထားတဲ့သဘောထားအမှန်ကိုသိရတယ်လို့ပဲပြောပြရစီခင်ဗျာအဲ့တော့ဒီ NUG မပါတဲ့ငင်းချမ်းရေးကမ်းလှမ်းမှုဆိုတာမျိုးကလက်တွေ့အဖြေရှာနိုင်ပါမလားရှင်နောက်မေးခွန်းထုတ်စင်တာတော့ BBC ကအင်္ဂလန်ကိုကိုစားပြုတဲ့အတန်လွင့်အာနာသိန်းစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းဟာသတင်းထောက်တွေကိုပြောဆိုကြိမ်းမောင်းတာမျိုးကအခုမှမဟုတ်ပါဘူး BBC သတင်းထောက်အမျိုးသမီးနဲ့ဗိုလ်ချုပ်ဇော်မင်းထွန်းတို့တီးတဲ့အင်တာဗျူးမှာလည်းငင်းချမ်းရေးတွေးဆုံဆွေးနွေးမှုကမ်းလှမ်းချက်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG မပါတဲ့ငင်းချမ်းရေးကမ်းလှမ်းချက်ကလက်တွေ့အဖြေရှာနိုင်ပါမလားလို့မေးမြန်းမှုအပေါ် BBC အနေနဲ့အင်္ဂလန်ကိုကိုစားပြုရလား NUG ကိုကိုစားပြုရလားလို့ပြန်လည်မေးမြန်းပြောဆိုမှုတွေလည်းရှိခဲ့ပါသေးတယ်။ဒါအပြင်2022ခုနှစ်နိုဝင်ဘာလ18ရက်နေ့ကကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုအမေစုလို့သုံးလုံးပြောဆိုခဲ့တဲ့စစ်ကော်မရှင်ဝါဒဖြန့်သတင်းထောက်အမျိုးသားတဦးကိုလည်းဖမ်းဆီးခဲ့ပါသေးတယ်။စစ်အုပ်စုဟာသတင်းရေးသားဖော်ပြကြတဲ့သတင်းထောက်တွေကိုလွတ်လပ်စွာရေးသားပြောဆိုခွင့်မပြုသလိုပြောဆိုရေးသားမှုအပေါ်မကျေနပ်ရင်ဖမ်းဆီးထောင်ချနေတာဟာအာဏာသိမ်းပြီးနောက်ပိုမိုဆိုးဝါးလာတယ်လို့သတင်းသမားတွေကထောက်ပြကြပါတယ်။ဒီသတင်းမှန်ပြန်ကြားရဲ့ခေါင်းဆောင်မဖြစ်ခင်ရှေ့မှာလည်းသူကအဖွဲ့ဝင်ဖြစ်နေရှိတယ်။ကျန်တဲ့အဲ့လိုသတင်းမှန်ပြန်ကြားရေးအဖွဲ့ရှိတယ်။ဆိုတော့အဲ့လူတွေတုန်းကလည်းပဲအဲ့လိုပဲသူတို့သဘောမကျတဲ့မိကုံးမျိုးတွေတက်လာတယ်အဲ့လိုခက်တီတီနဲ့အဲ့လိုနည်းနည်းငေါ့တလို့ပေါ့ဗျာဟိုသူတို့အလိုမကျတဲ့ပုံစံမျိုးတွေပေါ့ဗျာအဲ့လိုနည်းနည်းဒေါနဲ့မောနဲ့တုံ့ပြန်တဲ့ဟာမျိုးတွေသူတို့လုပ်တယ်ဗျအဲ့ဒါတော့သူတို့ပွင့်လင်းပြောအဖွဲ့အစည်းရဲ့အာဂျင်နာပဲအဖွဲ့အစည်းရဲ့မူဝါဒပဲဒါကသတင်းမီဒီယာကိစ္စပေါ့နော်ဘာလို့ဆိုတော့ဒီသူတို့စစ်တပ်အဖွဲ့အစည်းကိုလွှတ်တော်ထဲမှာလာလွှတ်တော်တက်မတော်သားကိုယ်စားလှယ်တွေဆိုတာအဲ့လိုသူတို့မကျေနပ်တဲ့ဟာမျိုးတွေဆိုရင်သူတို့အုပ်စုဖွဲ့ပြီးတော့အင်အားပြတာမျိုးတွေမကျေနပ်ကြောင်းပြတာမျိုးတွေရှိတယ်အခုလည်းသတင်းစာရှင်းလင်းပွဲမှာသူတုံ့ပြန်တဲ့ဟာတွေပေါ့နော်ဟိုတခုတော့ရှိတာပေါ့ဗျာဟိုအာနာမသိနေကကျွန်တော်လည်းဒါသတင်းစာရှင်းလင်းပွဲမှာတွေ့ခဲ့ပူပါတယ်ဟိုကျွန်တော်လည်းမိကုန်းနေမေးကြပြကြလုပ်ခဲ့ကြတာပေါ့ဒါပေမဲ့အခုကတော့အဲ့ဒီအခြေအနေတော်တော်နည်းနည်းတော့ပိုဆိုးလာတာမျိုးတွေ့တယ်လွတ်လပ်သောသတင်းမီဒီယာကောင်စီ IPCM ရဲ့အချက်အလက်တွေအရဆိုရင်စစ်တပ်အာဏာသိမ်းပြီးနောက်သတင်းသမား9ယောက်ဟာအာဏာသိမ်းစစ်တပ်ရဲ့တပ်ဖြတ်တာကိုခံခဲ့ရပြီးသတင်းသမား200ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။လွတ်လပ်စွာသတင်းရေးသားဖော်ပြနေတဲ့အေယာဝတီ၊မီစီမ၊မြန်မာနောင်နဲ့ DVB လိုသတင်းဌာနတွေအပါအဝင်စုစုပေါင်း10ခုထက်မနည်းကိုလိုင်စင်ရုပ်သိမ်းထားပြီးတရားမဝင်သတင်းဌာနတွေအဖြစ်ကြေညာထားပါတယ်။နေစည်းမချသတင်းထောက်များအဖွဲ့ RSF ရဲ့နောက်ဆုံးထုတ်ပြန်ထားချက်အရဆိုရင်လည်းကမ္ဘာပေါ်မှာသတင်းသမားတွေကိုဖမ်းဆီးထောင်ချမှုအဆိုးဝါးဆုံးနိုင်ငံတွေထဲမှာမြန်မာဟာတရုတ်ပြီးရင်ဒုတိယအဆိုးဆုံးနိုင်ငံအဖြစ်ရပ်တည်ရလို့ဖော်ပြထားပါတယ်။